ကျွန်တော်ကတော့စားဖို့မှုအလုပ်လျှောက်ဖို့အတွက်နေဘက်ကနေမြို့ပေါ်ကိုတက်လာခဲ့တာပါ။ online မှာနာမည်ကြီးနေတဲ့ဆိုင်တွေကိုလစ်လူရှုပြီးတော့ပိတ်ခါနီးဖြစ်နေတဲ့ဆိုင်တေးလေးတစ်ဆိုင်ကိုပဲရွေးချယ်ခဲ့တာပါ။ဒါပေမဲ့ဆိုင်ရှင်ကြီးကကျွန်တော်ရဲ့ဝတ်စားစင်ရဲမှုကိုမြင်တော့အထင်သေးတဲ့အကြည့်နဲ့ကြည့်ခဲ့တာပေါ့။ပြီးနားမှာရန်နေတဲ့စားဖို့မှုကလည်းလှောင်ပြုံးပြုံးပြီးဘာဟင်းတွေချက်တယ်လေတော့လမ်းမေးခဲ့ပါတယ်။ကျွန်တော်ကတော့ဘယ်လိုဟင်းမျိုးမဆိုချက်တတ်ပါတယ်လို့အေးအေးဆေးဆေးပဲပြန်ဖြေလိုက်ပါတယ်။ကျွန်တော်ရဲ့ယုံကြည်မှုကိုမြင်တော့ဆိုင်ရှင်ကြီးကလက်ရည်စမ်းဖို့အတွက်ဟင်းတစ်ခွက်လောက်ချက်ပြခိုင်းခဲ့တာပါ။အရင်ဆုံးကျွန်တော်ရဲ့ပြောင်းပြောင်းလာတဲ့ဓာတ်ကန်စွမ်းရည်ကိုပြသခဲ့ပါတယ်။ ပြီးတော့ဟင်းခတ်မွေးကြိုင်နေအားလုံးပြင်ဆင်ပြီး2မိနစ်တောင်မပြီးခင်မှာပဲဆိုင်ရှင်ရွေးရှေ့ကိုဟင်းတပွဲတီးခင်ပေးလိုက်ပါတယ်။အဲ့ဒီဟင်းပွဲကကြီးလိုက်နေရိုးရိုးရှင်းရှင်းလေးမို့ဘေးကစားဖို့မိုးတွေကကျွန်တော်တန်တရားဝင်နေကြတာပါ။ဒါပေမဲ့တလုံးမီကြီးလိုက်ရုံနဲ့တင်ဆိုင်ရှင်ကြီးကမျက်ရည်တွေဝဲလာမယ်လို့ဘယ်သူမှမထင်ထားခဲ့ကြပါဘူး။အားလုံးကဟင်းရတာကစိုးလွန်းလို့ထင်ပြီးကျွန်တော်အဲ့ဒီနေရာမှာတင်စူပူကြီးမဖို့ပြင်နေကြပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့ဆိုင်ရှင်ကြီးကဟင်းရတာကအရန်ကိုကောင်းမွန်လွန်းတယ်လို့ကြီးကျူးစကားဆိုခဲ့တာပါ။ဒီဟင်းကိုဘယ်လိုလုပ်ပြီးချက်တာလဲလို့လည်းသူကမေးခဲ့ပါတယ်။ကျွန်တော်ကတော့ဆိုင်ရဲ့အပြင်စင်နဲ့သူ့ကိုယ်ပေါ်ကတထူးကိုကြည့်ပြီးသူဘယ်ရက်ကလာတယ်လဲဆိုတာသိနိုင်ခဲ့တာလို့ပြန်ပြောလိုက်ပါတယ်။ ဆိုင်ရှင်ကြီးကအမှန်တရားကိုချက်ချင်းသဘောပေါက်သွားပြီးကျွန်တော်အလုပ်ချက်ချင်းခတ်လိုက်ပါတော့တယ် နောက်နေ့မှာတော့အခမဲ့စားသုံးနိုင်တဲ့ promotion ကြောင့်စားတောက်ဆိုင်လေးစီကိုပထမဆုံးဖောက်သေးတယောက်ရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့ဒီဖောက်သေးကအစားတောင်းနဲ့ပတ်သက်ရင်အရန်ကိုစည်းစားကြောင်စက်တဲ့နာမည်ကျော်ဝေဖန်ရေးသမားတယောက်ဖြစ်နေတာပါ။တကယ်လို့သူမသာစိတ်တိုင်းမကြဖြစ်သွားရင်ဒီဆိုင်လေးဟာအပြီးရပိုင်ပိတ်သိမ်းလိုက်ရနိုင်ပါတယ်။သူမရဲ့အမူအရာတချို့ကိုကြည့်အောင်နဲ့သူမဟာတန့်ရှင်းမှုကိုအရန်ကြီးစိုက်ပြီးအရာရာကိုစိတ်ဆက်သေးချလွန်းတဲ့အချင်းရှိမှန်ကျွန်တော်သတိထားမိလိုက်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့လက်ထောက်ကိုအသေးစိတ်ကအစအပြည့်အဝပြီးပြည့်စုံနေအောင်လုပ်ဖို့မှာကြားလိုက်ရပါတယ်။မကြခင်မှာပဲအရာသာရှိတဲ့ဟင်းပွေအမျိုးမျိုးကိုဒီဧည့်သည်လေးစီချပေးလိုက်ပါတယ်။သူမဟာတူကိုကင်ပြီးအသားတစ်ဖက်ကိုယူကမီးစမ်းကြည့်လိုက်ပါတယ် ချက်ချင်းဆိုတယ်လို့ပဲစားပွဲကိုလက်နဲ့အရှင်အောင်ပြင်းပြင်းရိတ်ချက်လိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာကျွန်တော်တို့အားလုံးထိတ်လန့်သွားခဲ့ရပါတယ်။ဒါပေမဲ့ကံကောင်းတာကဒီဧည့်သည်မလေးကအစားတောင့်တီကအရန်ကိုကောင်းမှလွန်းတယ်လို့အန်တော်တကြီးပြောလိုက်တာပါပဲ။အဲ့ဒီတော့မှပဲကျွန်တော်တို့လည်းတက်ပြင်းချနိုင်သွားပါတော့တယ်။သူမဟာခဏလေးအတွင်မှာပဲစားပွဲပေါ်ကဟင်းပွဲအားလုံးကိုဘာမှမချန်အောင်အမြန်ဆုံးစားပွဲတင်သွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဒီဝေဖန်ရေးသမားမလေးရဲ့ညွှန်ပေးမှုကြောင့်နေတိုင်းလူအုပ်ကြီးကဆိုင်ကိုလာပြီးအစားတောက်တွေကိုမီးစမ်းဖို့ရောက်လာကြပါတယ်။ကျွန်တော်တို့ရဲ့စားတောက်ဆိုင်လေးဟာချက်ချင်းဆိုတယ်လို့ပဲ online မှာနာမည်ကြီးရဲ့နေရာတစ်တခုဖြစ်လာခဲ့ပါတယ် ဒါကြောင့်ထိကန်စားဖို့မှုတရားဖြစ်ဖို့ဆိုတာထူးချွန်တဲ့ချက်ပြုတ်မှုစွမ်းရည်တွေမကပဲအသေးစိတ်အချက်လက်တွေကိုတတိထားကြည့်တတ်တဲ့ဆူရှယ်တဲ့အမြင်လည်းရှိဖို့လိုအပ်လာပါတယ်